အာဖျင်ဟာပါကစ္စတန်သူတယောက်ပါလန်ဒန်မှာကြောင်းတက်နေရင်လမ်းဘေးမှာရပ်ထားတဲ့ကားတစ်စီးပေါ်ကအိန္ဒိယလန်ကိုမြင်ပြီးဒေါသထွက်တာနဲ့အဲ့ဒီကားကိုမိရှို့ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကားပိုင်ရှင်ကတာမန်လူမဟုတ်ပဲဩဇာရှိတဲ့သူတယောက်ဖြစ်နေပါတယ်သူကအာဖျင်ကိုတောင်းပန်ဖို့အခွင့်အရေးပေးပေမဲ့အာဖျင်ကတော့အိန္ဒိယသားတယောက်ကိုဘယ်တော့မှမတောင်းပန်နိုင်ဘူးလို့ခေါင်းမာမာနဲ့ညှင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ကားဖို့လျော်ကြေး10 သိန်းကိုတစ်လအတွင်းပေးဖို့ဖြစ်လာခဲ့ပါတယ်ပိုက်ဆံအသေးတန်လုံးရဲ့အာဖျင်ဟာပါကစ္စတန်မှာရှိတဲ့သူ့ရဲ့တူးတဲ့သောအားကိုးရာအဖိုးစီကိုအမြန်ပြန်လာခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲသူရောက်တဲ့အချိန်မှာအဖိုးဖြစ်သူကကွယ်လွန်သွားခဲ့ပါပြီအဖိုးဖြစ်သူရဲ့အမွေကိုရချင်ရင်တော့အဖိုးရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့စာတစ်စောင်ကိုအိန္ဒိယကစီတာဆိုတဲ့အမျိုးသမီးစီရောက်သွားဖို့ရမှာပါအာဖျင်လည်းတခြားနဲ့လည်းမရှိတာနဲ့အမုန်းဆုံးဖြစ်တဲ့အိန္ဒိယနိုင်ငံကိုမတက်တာပဲထွက်လာခဲ့ရပါတယ်အဲ့ဒီစာဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကရဲဆိုတဲ့အိန္ဒိယစစ်သားတယောက်ကစီတာစီကိုရေးထားတဲ့စာပါစာပေါ်ကလိပ်စာအတိုင်းလက်ရှာပေမဲ့စီတာဆိုတာဘယ်သူမှမသိကြသလိုလိပ်စာကလည်းအခုဆိုရင်ကြောင်းတစ်ခုဖြစ်နေပါပြီရှာဖွေရင်းနဲ့ရမ်းရဲ့သူငယ်ချင်းဟောင်းတယောက်ကိုတွေ့သွားတဲ့အခါမှာတော့လွန်ခဲ့တဲ့နှစ်20ကကက်ရှ်မီးယားဒေသမှာဖြစ်ပျက်ခဲ့တဲ့အန်ဒါစရာဖြစ်ပျက်တွေကိုအာဖျင်စတင်ကြားသိရပါတော့တယ်အဲ့ဒီအခြားအိမ်ကပါကစ္စတန်ဘက်ကနေကက်ရှ်မီးယားမှာလူမျိုးရေးပဋိပက္ခဖြစ်အောင်အကြမ်းဖက်သမားတွေကိုအရက်သားတွေအဖြစ်ရောနှောပြီးလွတ်ထားခဲ့တဲ့အချိန်ဖြစ်နေခဲ့ပါတယ်